အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့မှာတော့ skin ဖောက်ပြသွားမှာပဲဖြစ်ပါတယ် let's go guys okay ကျွန်တော် skin ကိုဘာ skin လေးပြီးဖောက်မလဲဆိုတော့ကျွန်တော်ဒီမှာ token က38ကရမယ်နော်ဟုတ်ပြီကျွန်တော် aspirant event မှာတော့ဖောက်ရင်ကောင်းမှာမသိနော် aspirant event မှာဖောက်မယ် let's go တန်းတော့ကျွန်တော်ဆွဲမယ်ချတော့ချပါခင်ဗျာချဟုတ်ပြီကျွန်တော် epic skin ကျွန်တော် lucky box လဲကိုချင်နေမပေးဘူး epic skin နှစ်ကောင်ကျွန်တော်ပေးတယ်ဗောနော်ပြူကြလေဟာသွားပါပြီကျွန်တော်ထပ်နိုင်လဲလုံးဝပေါက်နေဖို့ရငယ်တော့လုံးဝမရှိတော့ဘူးเนาะအဲ့ဒါဆိုတော့ဒါမှလည်းကျွန်တော်နိုင်တယ်ထပ်ပြီးတော့1တော့ချင်းစီကျွန်တော်ထပ်ပြီးဆွဲမယ်ဗောနော်ကဲကျွန်တော် update တွေပဲပေးတယ်ဗောနော်ကျွန်တော် lucky box လုံးဝမပေးဘူးဗျာ lucky box ကောလာတာလေးတောင်မပေးတာဗျာကျွန်တော်အဲ့ဒါနည်းနည်းတော့ကျွန်တော်လုံနေပေါ့နော်ဟုတ်ပြီအဲ့ဒါထားလိုက်တော့ကျွန်တော်ထက်လဲမယ်ဗျာကျွန်တော်မော်တော်နဲ့ပြန်ပြီးတော့ပြောနေအခုလိုများလို့ပါဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော် diamond 100ကျော်လောက်တော့တုံးလိုက်မယ်ဗျာဟုတ်ပြီနောက်ထပ်တစ်ကထည့်ရတယ်ဟုတ်ပြီပေါက်ပြီးသားတွေပဲပြီးပေါက်ပြီးသားတွေပဲပြီးစကင်ပေါက်ပြီးသားစကင်တွေပဲတင်ရတယ်အားဖြစ်ကျွန်တော်၄ကနှိုက်ပါနော်ဟုတ်ပြီဒါဆိုရင်5ကပါရတယ်ပေါက်ပြီးသားစကင်တွေပြီးပေါက်ပြီးသားစကင်တွေဒါဆို6ကကျွန်တော်ဟုတ်ပြီကျွန်တော်နောက်နေ့မှထပ်ပြီးတော့ဒီကောင်ထပ်လဲတယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော် diamond တွေထပ်ဖြုံးလို့မရဘူးပေါ့နော် okay အဲ့ဆိုရင်ဒီဘယ်လာရဲ့ဒီ starlight event annual starlight event ကျွန်တော်လှည့်နေ let's go okay ကျွန်တော်အပေါ်စားစကင်ကလောက်လေးပေါက်တယ်ဘာစကင်လေးလဲအပေါ်စားစကင်လေးပဲပေးတယ်ပေါ့နော်ဒါကမော်တော်ရဲ့စိတ်တယ်ပေါ့နော်ဒါကပြောစရာမလိုပါဘူး okay အဲ့ဒါစားလိုက်အောင်နောက်တန်းတော့ဟုတ်ပြီကျွန်တော်ဒါလေးပဲထပ်ပေးတယ်ရတယ်ဆွဲတန်းတော့ဆွဲမယ်ရပါတယ်ခင်ဗျာကျွန်တော်ထပ်ပြီးတော့တန်းတော့ဆွဲမယ်လက်ကြီးပေါက်လေး epic လေးတော့မပေးလိုက်ပါမတော့ရအဲ့လိုကစီးနေနေပါနဲ့ပေးဦးဗျာကျွန်တော်တို့ရတယ်ကျွန်တော်ထပ်ဆွဲမယ်ဒီမှာကခဏရအောင်ပါဒီနေ့50ထပ်သွားပါနော်10ကထည့်ရမှာအဲ့ဆိုရင်ကျွန်တော်တို့ဒီ3ကကိုထပ်ဆွဲလိုက်တော့မယ်ကြာလို့okay နောက်တစ်ချိန်ဟုတ်ပြီဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒါလေးပဲပေါက်တော့နော်ကျွန်တော်ဒီ event မှာလှည့်တာဗျာကျွန်တော်အခုချိန်ကြီးဘယ်လိုပြောရမလဲဟိုပါဗောနော်ဒီ event တော့မဟုတ်ဘူးကျွန်တော်အပေါ်ကဒီ experience event မှာကျွန်တော်လှည့်တာအခုချိန်ကြီးကျွန်တော် lucky ပေါက်မပေါက်သေးပါဘူး brother တို့ပေါက်ကြလာကျွန်တော်မသိဘူးကျွန်တော်တော့ cancel တယ်ဗောနော်အဲ့ဒီ event မှာလှည့်တာအခုချိန်ကြီးလုံးဝမပေါက်သေးပါဘူးokay အဲ့ဆိုရင်ကျွန်တော်မှတကယ်ကြံသေးတယ်ဗျအောက်မှာတကယ်ကြံသေးတဲ့ဟာလေးကိုအောက်မှာပါတစ်ခါလေးကျွန်တော်လှည့်လိုက်ပါဗောနော်ဒီအောက်မှာပါတစ်ခါလေးလှည့်လိုက်မယ်ဟုတ်ပြီကဲဒီအောင်တော့ကျွန်တော်တစ်ခါလေးဆွဲလိုက်ကန်ကောင်းမလားဆိုတော့ကန်ဆန်းတယ်နော်ကဲကျွန်တော်မျှော်လင့်ကြပါနော်okay ကျွန်တော်နိုးရန်ဒီဘက်11စတီးကွာစုကောင်းလေးကျွန်တော်ညံအောင်လေးဘယ်လိုရမှာလဲဗျokay ကျွန်တော် event နဲ့ဘာလို့ရလာပြီကဲကျွန်တော်တို့ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့လူတယောက်ချင်းတောင်ကျွန်တော်ကျေးဇူးတင်ပါတယ်ဒီထဲမှာတော့တရားကျွန်တော်ရပြီတကယ်လို့ကျွန်တော်နောက်ဗီဒီယိုတွေမှာဆက်ဖောက်ခြင်းစေခြင်းကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ bye ပါ